အားလုံးပဲမင်္ဂလာပါရှင်အခုတလောလေးကျမကို refinance နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်အမေးများတဲ့အတွက်ကျမက refinance အကြောင်းကိုနည်းနည်းလေးရှင်းပြချင်ပါတယ်ရှင်ဆိုတော့ refinance လုပ်တယ်ဆိုတာကကျမတို့ရဲ့လက်ရှိပေါ့နော်အိမ် mortgage ကို mortgage အသစ်နဲ့အစားထိုးတာဖြစ်ပါတယ်ရှင်ဆိုတော့mortgage အသစ်နဲ့အစားထိုးတယ်ဘလို့အချိန်တွေမှာပေါ့နော် refinance လုပ်ကြလဲဆိုလို့ရှိရင်ဒီ interest rate ရောချင်ရင်ဒါမှမဟုတ်လို့ရှိရင်ဒီနှစ်30ကနေပြီးတော့မှာပေါ့နော်15နှစ်စာဒီ long term ကို short ချခြင်းရမယ်ဖြစ်ဖြစ်ပြီးတော့ကိုအရေးအိမ်ဝယ်တော့ငါပေါ့နော်ကိုဆိုင်ပါတယ်ကိုဆိုင်ဖြုတ်ချင်မယ်ဖြစ်ဖြစ်ကျမတို့က refinance လုပ်ကြပါတယ်ဆိုတော့ refinance လုပ်တဲ့အခါမှာပေါ့နော်ကျမတို့ကဒီ loan အသစ်ယူတာဖြစ်တဲ့အတွက်ကုန်ကျစရိတ်တွေရှိတယ်ပေါ့နော်အဲ့ဒီကုန်ကျစရိတ်တွေကိုအဓိကတော့ closing cost ပေါ့အဲ့ဒီ closing cost တွေမှာဘာတွေပါလဲဆိုလို့ရှိရင်ဒီ appraisal အတွက်ပါတယ် application fee အတွက်ပါတယ်ပြီးတဲ့အခါကျတော့ဒီ loan origination fee title fee စသဖြင့်ပေါ့နော်ဒါတွေအားလုံးကိုစုပေါင်းပြီးတော့မှကျမတို့ဒီ loan amount ရဲ့ပေါ့နော်2 to 5% လောက်ပေးရတတ်ပါတယ်ရှင့်ကျမကို refinance လုပ်ဖို့အတွက်ပေါ့နော်ဆက်သွယ်လာတဲ့ client တွေကိုအဓိကမေးဖြစ်တဲ့မေးခွန်းတွေကတစ်ခုကပါလဲဆိုတော့ဒီ refinance လုပ်မဲ့အိမ်ကိုရောင်းဖို့အစီအစဉ်ရှိလားပေါ့ဘာဖြစ်လို့လဲဆိုတော့ကျမတို့ refinance လုပ်တဲ့အခါမှာပေါ့နော်monthly payment ကတော့ရောကျသွားတယ်ဒါပေမဲ့ closing cost တွေရှိတဲ့အတွက် refinance လုပ်တာတန်လားမတန်ဘူးလားဆိုတာကိုကျမကတေချာတွက်ပေးချင်လို့ဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဥပမာအားဖြင့်ပေါ့နော်ကျမရဲ့ client ကဒီအိမ်ကို refinance လုပ်ပြီး2နှစ်ပြီးနောက်မှာပေါ့နော်သူကဒီအိမ်ကိုရောင်းဖို့အတွက်စီစဉ်ရှိတယ်ဆိုတော့အဲ့ဒီအချိန်မှာပေါ့နော်သူ့ရဲ့ closing cost အနေနဲ့ဥပမာဒေါ်လာ4500ပေးရတယ်ပြီးတော့မှလက်ရှိမှာပေါ့နော် mortgage အတွက်ကကျတော့တစ်လကို1500သွင်းရတယ်ပြီးတော့ refinance လုပ်ပြီးတဲ့နောက်မှာပေါ့နော်သူ့ရဲ့ monthly payment ကကျတော့1350ပဲရှိရတယ်ဆိုတော့အဲ့ဒီမှာသူတစ်လကိုတော့သူက150တော့ save လိုက်နိုင်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ closing cost အနေနဲ့သူကဘယ်လောက်ထိပေးထားခဲ့ရလဲဆိုတော့4500ပေးထားခဲ့ရတဲ့အတွက်ဒီ4500ကိုတစ်လ save ဖြစ်တဲ့150နဲ့စားကြည့်တဲ့အခါမှာကျမတို့ကဒီလ30ပေါ့နော်ဆိုတော့ဒီကဘာကိုပြောတာလဲဆိုတော့ဒီရဲ့ client က refinance လုပ်မယ်ဆိုလို့ရှိရင်ဒီအိမ်မှာ2နှစ်ခွဲနဲ့အထက်နေမယ်ဆိုလို့ရှိရင်တော့ refinance လုပ်သင့်တယ်ဒါပေမဲ့ဒီအိမ်မှာ2နှစ်ခွဲရဲ့အောက်ပဲနေမယ်ဆိုလို့ရှိရင်တော့ refinance မလုပ်သင့်ဆိုတော့ तू ကစနတော့ကကျမကိုပြောထားခဲ့တယ်2နှစ်ပဲအိမ်မှာဆက်နေမယ်ပြီးတော့လို့ရှိရင်အိမ်ကိုရောင်းဖို့စီစဉ်ရှိရဆိုလို့ရှိရင်တော့ refinance မလုပ်သင့်ဘူးပေါ့နော်ဆိုတော့အကယ်၍များ US မှာ mortgage အတွက်ပေါ့နော်ဆက်သွယ်ချင်တဲ့တိုင်ပင်ချင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့ဒီ caption မှာရေးထားတဲ့ပေါ့နော်ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါတယ်ရှင်အားလုံးပဲနောက် video နဲ့ပြန်ဆုံကြပါမယ်ရှင်